စေတုခပေးတဲ့ခင်မုန်းကိုမပေါင်းကျင်လို့တီတောင်းထားတဲ့အတွင်းပစ္စည်းတိန်လို့တောင်ပြက်ပြီးကကွာရှင်းခဲ့တဲ့အာကာမျိုးသမီးလွတ်လပ်ခွင့်ဆိုတာငွေနဲ့ဝယ်လို့မရဘူးဆိုကြပေမဲ့အချို့သောချိန်တွေမှာတော့ကိုယ့်ရဲ့စိတ်ချမ်းသာမှုတွေတိန်တောင်ကြီးတဲ့ပစ္စည်းဥစ္စာတွေကိုအပူစားလို့သဘောထားပြီးတော့ဆုံးလွန်လိုက်ရတာမျိုးတွေရှိတတ်ပါတယ်အခုလေရှက်ပြည်နယ်ကအာကာမျိုးသမီးတူဟာသူမကိုစေတုခတွေပဲပေးနေတဲ့ခင်မွန်းတွေကိုတင်းတောင်းစင်ကပေးခဲ့တဲ့ပစ္စည်းတွေအကုန်လုံးပြင်တိမ်မောင်4000နီးပါးတန်မိုးရှိတဲ့ຢာတွေကိုပါပြန်ပေးပြီးအပီးပိုင်ကွာရှင်းလိုက်တဲ့တဲ့ရင်ကလေမို့ကိုရဲမှာအကြီးကျယ်လို့ပြောများနေပါတယ်။သူမကအင်နာအိုစီမပြီးသားတဲ့ခင်မွန်းတဲ့ရဲ့နှိမ့်ဆက်မှုတန်ကိုမခံနိုင်တော့တဲ့ဆုံးမှာပိုက်ဆိုင်မှုတွေကိုခွဲဝေယူဖို့နေတာတာလက်ရှိတင်းတောင်းစင်ကပေးထားတဲ့အတွင်းပစ္စည်းကုန်လုံးကိုပြန်ပေးပြီးတော့ဘဝတွေကနေအပီးပိုင်ထုတ်လိုက်တာဖြစ်ပါတယ်။မြို့သမီးတယောက်တွေအင်နာရေးဆိုတာနားခိုရာဖြစ်တဲ့ပေမဲ့မန်နန်အင်ဂျင်မီအတွက်တော့သူမရဲ့အင်နာရေးဟာစိတ်မချမ်းမြေ့စရာဖြစ်နေကြတာပါ။နောက်ဆုံးမှာတော့ခင်မွန်းတဲ့ဘက်ကလိုချင်နေတဲ့ငွေကြေးနဲ့ပဲသူမရဲ့လွတ်လပ်ခွင့်ကိုလဲလှယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့အတွက်မန်အင်ဂျင်မီဟာခင်မွန်းအောင်ကိုတင်တောင်းစင်ကပေးခဲ့တဲ့စိတ်ရှည်နာတွေးဖြစ်စီတွေပြင်လက်ရှိပေါက်စေသိန်း3848သိန်းကျော်တန်ဖိုးရှိတဲ့ရွှေတယ်တွေ2024 model crown ကားတစ်စီးနဲ့ငွေသားပါဝင်စုစုပေါင်း3400နီးပါးရော်ကြေးပေးခဲ့တာပါခင်မွန်းတဲ့ဘက်ကလည်းပစ္စည်းတွေရမှလက်မှတ်ထိုးပေးမယ်ဆိုတဲ့သဘောကြောင့်မန်အင်ဂျင်မီကယူသွားငါးဘွားတွေကသာထွက်သားပေးဆိုတဲ့ပုံစံမျိုးနဲ့ပြက်တသားတုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်မန်နန်အင်ဂျင်မီပါသမီးလေး2ယောက်ရှိပါတယ်သူမအနေနဲ့ဒီလောက်ထိအများပြားလာတဲ့ပမာဏကိုပြလိုက်တာဟာနှမျောစရာကောင်းပေမဲ့အိမ်အောင်ရေးကကြားလေပိုဆိုးလာလေဖြစ်နေသလိုသမီးလေးတွေရဲ့ရှေ့ရင်းနဲ့စိတ်သက်ပိုင်းဆိုင်ရာထိခိုက်မှာကိုသူမကပို့ပြီးတော့စိုးရင်ကြတာပါလူမှုတိုင်ပိုင်းမှာမြို့သမီးတော်တော်များဟာအိမ်အောင်ရေးစင်ပြေရတောင်ပတ်ဝန်းကျင်မျက်နှာနဲ့တိခန့်ချင်းဆိုတဲ့စကားလုံးအောက်မှာနေမုံရတာပါခင်မွန်းတဲ့နဲ့ကွာရှိရင်ကိုပဲနေနာမယ်ဂုတ်တိကကြမယ်လို့ယူဆကြတာကြောင့်အောင်ကြီးနေထိုင်ကြသူတွေအများကြီးပါဒါပေမဲ့မန်နန်အင်ဂျင်မီကတော့အထူးကြတဲ့အာကမျိုးသမီးတို့ဖြစ်သူမရဲ့ကိုသိခါနဲ့စိတ်ချမ်းသာမှုကိုငွေနဲ့မလဲပဲနဲ့ငွေကိုပေးပြီးစိတ်ချမ်းသာမှုကိုဝယ်ယူခဲ့တာပါကိုဒုက္ခပေးနေတဲ့သူစီကတင်တောင်းပစ္စည်းတွေကိုပြန်တောင်းစရာမလိုပဲငါ့ကိုလွတ်ပေးရင်ရပြီဆိုပြီးတော့ပို့တောင်မှပေးလိုက်တဲ့သူမရဲ့စိတ်ဓာတ်ဟာတကယ်ကိုမှလေးစားစရာပါပဲဒီလိုယောက်ျားမျိုးတွေဒီလိုပြတ်သားနိုင်မှသာသူမရဲ့ရှေ့ဟာပို့ပြီးတောက်ပလာမှသိကြပါတယ်အနေချုပ်ရရင်တော့မန်နန်အင်ဂျင်မီရဲ့ဖြစ်ဟာအင်တော်ရေးစင်ပြေဖြစ်နေတဲ့မြို့သမီးတွေအတွက်သင်ခန်းစာတစ်ခုပေးလိုက်သလိုပါပဲငွေကြေးဆိုတာရှာနိုင်ပေမဲ့စိတ်ဆင်းရဲမှုကြားမှာကုံဆုံးသွားတဲ့အချိန်တွေကိုတော့ဘယ်တော့မှပြန်မရနိုင်ပါဘူးကဲဘရိတ်တဲ့ကျရောကိုသားသမီးတွေရဲ့စိတ်ချမ်းသာမှုနဲ့ကိုယ့်ရဲ့လွတ်လပ်ခွင့်အတွက်အခုလိုသိန်းထောင်ကြီးရောကြေးပေးပြီးကွာရှင်းခဲ့တဲ့မန်နဲ့အင်ဂျင်မီရဲ့ရေးမှုပေါ်မှာဘယ်လိုမြင်ကြလဲရှင်သူမရဲ့ရှေ့အတွက်အပိစကားလေးတွေကွန်မန့်မှာရေးသွားပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီလိုလောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်အပိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေတွေကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်